မကြည့်ရပါမယ် ကြည့်အောင်မဲလောတယ်တော့ EK ထုံးမှာလည်း D-Bro ဖြတ်တိုက်ဖို့ကြိုးစားနေ D-Bro D-Cross ရဲ့ durability ချားထဲမှာတော့ Hyuga ကမရသေးဘူးအဲ့ဒီမှာတော့ D-Cross စပစ်ချနေတယ် OP ကျွန်တော်တို့ကပြန်ပေးဖို့ကြိုးစားနေသေးတယ်ထုံးမှာလည်း D-Bro အနေနဲ့ဟိုးနောက်ထပ်ဒီမှာ CK ကိုအိမ်ဖို့ကြိုးစားမယ်လည်းမလွယ်သေးဘူးရ Yuri နောက်အသာလေးပြန်ဘက်နေရရင်းနဲ့ပဲ CK ဒါပေမဲ့ K ဒီမှာပိုင်ဆိုင်သွားပြီ OP ရဲ့ damage ကြားမှာနောက်တစ်ကောင် Yuri ကရအောင်မလားတစ်ချက်လိုနေရင်းနဲ့ပဲနောက်ထပ်ဒါပေမဲ့ K ဒီမှာ OP ပိုင်ဆိုင်နေနဲ့ပဲ၄ကောင်ထိပါ7ရရှိခဲ့တာဗျာ မိတ် damage လာ cherry duty တကောင်ပဲကျန်တော့တယ်ဗျဂျန်ငယ်လာလည်းပေးလိုက်ရဆိုကျန်တဲ့ team ၄ယောက်လောက်ထိထောင်းသွားခဲ့တဲ့ Platin အနေနဲ့တော့ကွန်စီးပါအောင်ပြီးတော့ cherry duty ကိုလုံးချင်တာဒါပေမဲ့ရရင်ရတဲ့ကောင်တခါလေး shot က call time electric electrify beach damage တွေကြားထဲမှာ Avada ကြောက်သွားတဲ့ not T-Bro တကောင်မှာထပ်ပြီးတော့ပေးလိုက်ရပြီ Mega K by CK အော်ထပ်ပြီးတော့ OP ပြစ်ချက်တဲ့ D-Crop ပြန်ပြီးတော့ back မင်းလေးမှာတက်လာ Cree out နဲ့တူ Mega Tower ထပ်ပြီးတော့ try mode 10-7 ထက်လန်းလို့လာခဲ့ပြီဖြစ်ပါရဲ့10-7လောက်ွက်တွေကြားထဲမှာတော့ Paladins နေတော့ Mega Tower နဲ့အသေးအံ